အားလုံးပဲမင်္ဂလာပါအခုလုပ်ပေးမယ့် topic လေးอ่ะဗောနော်အဲ့လိုမျိုးရက်ပိုင်းအတွင်းပြီးရင်ရက်တစ်ပတ်အတွင်းအဲ့လိုမျိုးလပိုင်းအတွင်းမှာအဲ့လို relationship ပြတ်ထားတဲ့လူပေါ့နော် no contact တမားကြီးပေါ့နော် separation ဖြစ်တဲ့လူတွေအတွက်အဲ့လိုမျိုး reading လုပ်ပေးမှာဖြစ်ပါတယ်လပိုင်းကကြတော့အဲ့လိုမျိုး9လပိုင်းအောက်ပဲပေါ့နော်အကြုံဝင်တာပေါ့နော်ဒီလို9လပိုင်းအထက်အဲ့လိုနှစ်ကြာတာတွေလကြာသွားတဲ့မျိုးတွေကနားမထောင်တော့ကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ဒါကာလတို့အတွက် reading လုပ်ထားပေးရဆိုတော့လေအဲ့တော့အဲ့တိတ်မကြသေးခင်ပေါ့နော်တိတ်မကြသေးခင်တိတ်မကြသေးတဲ့သူတွေကပို့ပြီးတော့မှနားထောင်တာတော့ပို့ပြီးတော့မှတင်းတော်လို့ပဲပြောရမှာပေါ့နော်ဒီလီယိုနီခါဂျောဒီအချိန်ကာလတို့ပုံစံအဲ့လိုမျိုးဒီ topic လေးလောက်ထားပေးရဆိုတော့လေနော်အဲ့တော့ဒါမှမဟုတ်လည်းပြပြပပလေးတင်မလားအဲ့လိုမျိုးနားထောင်သွားတယ်ဆိုလို့ရှိရင်လည်းရရပါတင်မလားအဲ့တော့အခုဒီ reading ခက်ချက်တော့အဲ့လို collective reading လေးပေါ့နော်အဲ့လို general reading ပေါ့နော်ကိုနဲ့ resonate ဖြစ်တဲ့ဟာပဲယူပေါ့နော်အရင် serious မဖြစ်ဘူးတော့ပြောချင်ပေါ့နော်အဲ့တော့အခု reading လေးစာဟောပြတော့မှာပေါ့နော်အဲ့တော့ separation ဖြစ်သွား no contact ဖြစ်သွားပေါ့နော်အဲ့တော့အဲ့လိုအခု reading နားထောင်နေတဲ့လူတွေဖဲကပို့ပြီးတော့မှရှစ်ပေးရတာမျိုးမြင်ရပါတော့ကိုကပို့ပြီးတော့မှရှစ်ပေးရတယ်ကိုကပို့ပြီးတော့မှစိတ်နစ်ထားရတယ်ပေါ့နော်နောက်ကျော်ဓာတ်နဲ့ထိုးခတ်ရမျိုးလားနောက်ကျော်ဓာတ်နဲ့ထိုးခတ်ရအဲ့လို energy ရတယ်အဲ့လို energy ရနေလို့ဟဲနန္ဒခဲတဖက်လူကရှစ်လောက်သွားတာမျိုးလားတဖက်လူကရှစ်လောက်သွားတာမျိုးဘယ်လိုရမှာလဲဆိုတော့တစ်ဖက်လူကဒီအဲ့လိုမျိုးကိုတီးတီဖြစ်စေမတီးတီဖြစ်စေကွာသူ့မှာ10%ရှိရ10%ရှိရ10%ရှိရအဲ့လိုမျိုးတချို့ခါကျတော့10%ပါတီပေါ့နော်10%ခါကျတော့တတိယလူပြောရပါတော့ဒီ10%ပါတီခါကျတော့အဲ့လိုမျိုးတတိယလူတွေပါတယ်အဲ့လိုဘေးပတ်ဝင်ခြင်းမိသားစုပါညာအဲ့ပလပလာအဲ့လိုမျိုးပါအဲ့ဒါခါကျ10%ပါတီပေါ့နော်အဲ့တော့တစ်ဖက်လူခါကျတော့ဒီတချို့ခါကျတော့လေ10%ပါတီရှိရပေါ့နော်တတိယလူရှိတယ်တတိယလူရဲ့ဆွေဆောင်မှုနောက်ပါသွားတာမျိုးပေါ့နော်တတိယလူရဲ့ energy ကကောင်းလာမလို့တတိယလူရဲ့ဆွဲဆောင်မှုနောက်ပါသွားတာပေါ့နော်တချို့ခါကျတော့ဒီဘေးပတ်ဝင်ခြင်းရဲ့စကားအကြောင်းတင်မလားအဲ့လိုနင်းရီစားဘလို့နင်းရီစားပညာပလပလာအဲ့လိုမျိုးတွေပြောတော့သူကအဲ့လိုမျိုးဘေးပတ်ဝင်ခြင်းရဲ့စကားကိုနားထောင်ပြီးတော့မှကိုနဲ့အဲ့လိုမျိုးပြဿနာတက်ပညာဆိုပြီးတော့မှ separation ဖြစ်သွားပါတော့တချို့ခါကျဒါပေမဲ့ဘယ်လိုပြောရမှာလဲ80%သောလူတွေကတော့10%ယူရတာမျိုးပေါ့နော်တတိယလူရဲ့အရန်ဆွဲဆောင်မှုအားကောင်းတဲ့ energy ကြောင့်ပေါ့နော်ပါသွားတာမျိုးပေါ့နော်အရင်တော့စိတ်တော့မကောင်းပါဘူးကွယ်အဲ့တော့တစ်ဖက်လူရဲ့ energy ပေါ့နော်သူဘာလုပ်ခဲ့လဲဆိုတာ तू သိရတဲ့အဲ့လိုမျိုး तू ဘာလုပ်ခဲ့လဲဆိုတာလေ तू သိတယ် तू အမားလုပ်ထားတယ် तू သိရပေါ့နော်ဒါပေမဲ့အဲ့လိုပေါ့သူ့ခွင့်လွတ်ပါလို့တော့ तू မပြောလို့ပေါ့နော်ဘယ်လိုပြောမလဲတစ်ဖက်လူကလည်းလေအမားလုပ်ထားတာသိမယ်ငါအမားလုပ်ထားပါတယ်ဘာညာအဲ့လိုမျိုးတော့ခုဖွင့်ခံတဲ့ထဲမှာမပါဘူးသူရဲ့ပုံစံကလေဒါပေမဲ့ကိုယ့်ကိုတော့လေပျော်ရွှင်စေရှင်တယ်အေးချမ်းစေရှင်တယ်ကွာသူထက်ပို့ပြီးတော့မှကောင်းတဲ့လူကိုလည်းရစေရှင်တယ်အဲ့လိုဘယ်လိုပြောမှလဲသူ့ကြောင့်ပေါ့နော်ဘူပိတ်ပြီးတော့ depression ဝင်မနေနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်သူ့ရှစ်မှန်လဲသူတည်တယ်ကွာအဲ့လိုအကြောင်းပေါ့နန္ဒခဲဘယ်လိုပြောရမှာလဲတဘောကွာဟိုနေရှစ်မှန်တော့ငါတည်ရပေါ့နော်ဒါပေမဲ့နေ့တော့ငါမရွေးရှေ့နိုင်ဘူးဆိုတဲ့ပုံစံမျိုးကွာဟိုမရွေးရှိုင်နိုင်ဘူးဆိုတာမျိုးပုံစံသူ့စိတ်နောက်ကိုသူလိုက်သွားတာကွာတင်မလားအဲ့လိုမျိုးဟိုဘယ်လိုပြောရမလဲဒီဖောက်ပြန်တဲ့ကိစ္စတွေပါညာဆိုတာကွာတင်မလားဟိုလီယိုနီကိုရိုင်းကလေအားမပေးဘူးကွာတင်မလားဖောက်ပြန်ရှင်မလေအကြောင်းပြချက်မျိုးစုံရှိတယ်ဆိုပေမဲ့ရှစ်တင်လုပ်တယ်ပါညာဆိုတာအရင်အားပေးတဲ့ထဲမှာမပါဘူးနော်အားပေးတဲ့ထဲမှာမပါဘူးကွာအဲ့လိုအားမပေးကွာတင်မလားအဲ့ဒါခံရခဲ့တယ်ကွာတင်မလားအဲ့ဆိုတော့ဟေးလေသူ့မှာလေသူ့အကြောင်းနဲ့သူရှိပါတဘောကတော့ကိုမရှိလို့ပါတယ်ကိုမရှိလို့အဲ့လိုပဲပြောမှာကိုမရှိလို့ပါတယ်အဲ့လိုဘယ်လိုပြောမှာလဲဖောက်ပြန်ရှင်မတော့အမျိုးမျိုးရှိရဆိုပေမဲ့ဒါပေမဲ့
အဲ့လိုကွာတကယ်ရှင်းရင်ဘယ်စိတ်မှမရရင်ဆိုတော့ခေါင်းစဉ်လက်ဆွဲကင်ထားလို့လားမသိဘူးเนาะအရင်ရှစ်တင်းလောက်တဲ့ပါညာဆိုအရင်အဲ့လိုအရင်ဒီမှာအရင်အာမပြီးပေါ့เนาะအဲ့တော့အာအဲ့တော့ဘယ်လိုပြောရမလဲဒါကကြောင့်နောက်ဆုံးပဲUniverse ပဲကြည့်လိုက်ရမယ်နော် Universe လေးပဲကြည့်ရမယ်နားတကယ်ဘယ်လိုပြောမလဲအခုဒီ reading နားထောင်တဲ့လူတွေကလေအဲ့လိုဘဝရဲ့တစ်စစ်ရှိုးဘယ်လိုပြောရမလဲကိုတင်ယူရမယ့်သင်ခန်းစာလေးတွေရှိတယ်ကွာကိုတင်ယူရမယ့်သင်ခန်းစာလေးတွေရှိတယ်ကိုပေးဆက်ရမယ့် commit လေးတွေရှိတယ်ပေါ့နော်ကိုပေးဆက်ရမယ့်ဝတ်ကြည်လေးတွေရှိတယ်အဲကြောင့်မို့ကိုရှည်ရမယ့်ဝတ်ကြည်လေးတွေရှိတယ်ပေါ့နော်တင်ယူရမယ့်သင်ခန်းစာလေးတွေရှိတယ်အဲကြောင့်မို့ဒီမျိုးကဒီအဲ့လိုကြုံတွေ့ရတာပေါ့နော်အဲ့လိုသင်ခန်းစာပဲယူပါပေါ့နော်ဒါပေမဲ့ဒီ reading နားထောင်နေတဲ့လူတွေကဒီအဲ့လိုတခါတလေအဲ့လိုအရင် depression ဝင်နေမှာကွာဒါပေမဲ့ထင်ထားတဲ့ထက်ပို့ပြီးတော့မှတတ်မှကြမယ်ထင်တယ်နော်ဒီ reading နားထောင်နေတဲ့လူတွေကလေအဲ့လိုကိုဘာသာကိုပြန်ပြီးတော့မှထိန်းညှိနိုင်တာမျိုးကိုဘာသာချစ်ဆက်သွားနိုင်တာမျိုးတွေကတင်မလားအဲ့လိုတွေကနေမှာပေါ့နော်ဘယ်လိုပြောမလဲဒီကာလပေါ့နော်ဒီကာလဘယ်လိုဒီလိုမျိုးကြုံရလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝတစ်စစ်ရှိုး next level သွားဖို့ပေါ့နော်ပြင်သင်ခန်းစာယူတတ်ဖို့ရဲ့အဲ့ဒီဟာရဲ့ပေါ့နော်ပြင်ဘယ်လိုပြောမလဲအတစ်တော့အရာတွေကကိုဘဝရတယ်ဝင်လာမှာမလို့ကိုပေးဆက်ရမယ့်ဒီ karmic တွေပေါ့နော်ဒါတော့ဝစ်ကြွေးကြည့်တယ်ဝစ်ကြွေးဆက်တယ်လို့ပဲမှတ်တယ်ကွာတင်မလားသင်ခန်းစာယူနိုင်မှာကွာတင်မလားသင်ခန်းစာယူနိုင်မှာပဲကို next level new beginning တွေလာမှာပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီလက်ခံလိုက်ပါပေါ့နော်ဒီဖြစ်သွားတဲ့ဒီကိစ္စကိုလက်ခံလိုက်ပေါ့နော်သူရှစ်လောက်သွားတာပဲဖြစ်သူရှစ်တော့ဖြစ်တာလက်ခံလိုက်ပေါ့နော်အဲ့လိုမျိုးလက်ခံဖို့လိုတယ်အဲ့လိုသိရမလားလက်ခံဖို့လိုတယ်ပေါ့နော်အဲ့တော့လက်ခံဖို့လိုပါတယ်အဲ့လိုမျိုးတစ်ဖက်လူမျိုးနေတာမျိုးသူပြန်လာမလားသူအမှားပြင်ပြီးတော့ပြန်လာမလားပြန်လာတောင်ပန်းလာမျိုးလားအဲ့လိုမျိုးတွေမမျိုးတာအကောင်းဆုံးပဲပါတင်မလားအဲ့လိုတစ်ဖက်လူကကိုလူမဟုတ်ကွာတိလားဒီနားတော့လေဒီအဲ့လိုဒီဟိုပြတ်ပြီးတော့ရက်ပိုင်းအတွင်းသမားတွေကတပတ်နှစ်ပတ်အဲ့လိုမျိုးတစ်လနှစ်လအဲ့လိုမျိုးဒီ9လအောက်သမားတွေပေါ့နော်ဒီတစ်ဖက်လူကလေကိုလူမဟုတ်ပါတိလားအဲ့လိုအရင်မမျော်နဲ့ကွာဘယ်အရာမှမမျော်နဲ့လို့ပဲပြောရှင်းတယ်ကွာတိလားအဲ့လိုသူနဲ့ပတ်သက်တဲ့အဲ့လို energy ကမကောင်းကွာတင်မလားအဲ့လိုသူနဲ့ပတ်သက်တဲ့ energy ကမကောင်းဒီတချို့ကွာအဲ့လိုမကြသေးခင်ကွာသူတရက်နှစ်ရက်အတွင်းတမားလေးဆိုပူတော်ဆိုသေးတယ်တစ်ဖက်လူကလေအရင်တရားလူနဲ့ကွာအရင်မွန့်ထူပြီးတော့အဲ့လိုမျိုးနန်းတက်ခဲအရင်မွန့်ထူနေအရင်မွန့်ထူနေရမျိုးဆိုတော့တိလားအဲ့လိုနည်းနည်းလေးတရားဟောမယ်ပေါ့နော်နည်းနည်းလေးတရားဟောတကယ်ရှစ်ရှင်မေတ္တာလေးအရင်အေးမြရဲ့တိလားအဲ့လိုရှစ်ရှင်မေတ္တာဆိုတာလေအရင်အေးမြရတယ်ကွာတကယ်အဲ့လိုလီယိုနီကိုရိုင်းလေအဲ့လိုမျိုး toxic cycle ကွာကိုရိုင်းကလည်း toxic ဖြစ်ဘူးလေပြင်toxic ဖြစ်တဲ့လူနဲ့လည်းအဲ့လိုတွေ့ဘူးလေကွာကိုရိုင်းကလည်း toxic ဖြစ်ဘူးပါလေတင်မလားအဲ့ toxic cycle မှာလည်းအကြာကြီးကျင့်နေဘူးလေတဲ့မှာပါတယ်ကွာဒါပေမဲ့တကယ်ရှစ်ရှင်မေတ္တာလေးတကယ်အေးမြတယ်တင်လားအဲ့လိုအတားလေတိအဲ့လိုတကယ်အေးမြတဲ့ရှစ်ရှင်မေတ္တာကြုံတဲ့အချိန်ကျဟင်းငါဘာလို့အဲ့ချိန်တော့ဘာလို့အဲ့လိုမျိုးဖြစ်ခဲ့ရလဲဆိုတော့မျိုးတည်သွားလိမ့်မယ်တင်လားငါဘာလို့အဲ့ချိန်တော့အရင်အိတ်တဆုံတယောက်တည်းဘာလို့အရင်ငိုခဲ့ရလဲအဲ့လိုမျိုးတည်သွားလိမ့်မယ်တကယ်ရှစ်တဲ့လူတွေကကိုဘယ်တော့မှနာကြအောင်မလုပ်ဘူးကွာသူနာချင်းမှရန်ကြောက်တယ်ဆိုလိုမျိုးအဲ့လိုမျိုးဒါကတော့နည်းနည်းလေးတရားဟောတာပေါ့နော်နည်းနည်းလေးတရားဟောတာပေါ့နော်ဆိုတော့ဒီ reading နားထောင်တဲ့လူတွေကကိုယ့်ဘာတော့ပဲပို့ပြီးတော့မှရှစ်ပါပေါ့နော်ဟိုဒါကတော့ကိုယ့်ကိုရှစ်ပါလို့ပြောတာခါကျတော့အရန်ပြောရရင်တော့လွယ်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ကိုရှစ်ဖို့ဆိုတာအရန်ခက်ပါတယ်တည်မလားပြီး healing ဆိုတာအဲ့လိုကိုယ့်ရဲ့ဒီတရားစိတ်တရားပဲဖြစ်ဘယ်လိုတရားပဲဖြစ်အဲ့လိုမျိုး
ကူတာတယ်ဆိုတာလေဟိုတရက်ထဲတလထဲအဲ့လိုမျိုးတစ်နှစ်ထဲနဲ့ပြီးသွားတာမျိုးမဟုတ်ဘူးပေါ့နော်ဒါကတော့ဖြည်းဖြည်းချင်းသွားတဲ့လမ်းကြောင်းလေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ဒါနည်းနည်းလေးတရားဟောရပေါ့နော်အဲ့တော့နည်းနည်းလေးတရားဟောရပေါ့နော်အဲ့တော့လီယိုနီပြောချင်တာပေါ့နော်ဒီကာလတူအတွင်းပေါ့နော်ပြတ်သွားတဲ့သူတွေပေါ့နော်ဒီ relationship မှာပြတ်သွားတဲ့လူတွေခါကျတော့အဲ့တစ်ဖက်လူမမျောတာကတော့အကောင်းဆုံးပေါ့နော်အထူးသဖြင့်ဒီရက်ပိုင်းအတွင်းပြတ်သွားတဲ့လူတွေကပို့ပြီးတော့မှဆိုးတယ်ပေါ့နော်ဆိုတော့တပ်လုံးဝတပ်ပါတီ energy တပ်ပါစ energy အရန်အားကောင်းနေတာမျိုးပေါ့နော်အဲ့လိုမျိုးအားကောင်းနေတာမျိုးဖြစ်တဲ့အတွက်ကြောင့်အဲ့လိုဖောက်ရတဲ့လူတွေကနောက်ကျရင်လည်းလုံမှာပဲပေါ့နော်အဲ့လိုပဲပြောရှင်းလိုက်ကွာအဲကြောင့်ကိုယ့်အရာပဲပိုရှစ်ပါပေါ့နော်ဒီ toxic cycle ဒီ toxic energy ကိုကိုယ့်ဘက်ကဖြတ်လိုက်ပါပေါ့နော်အဲ့လိုမျိုးပဲပြောချင်ပါတယ်အဲ့တော့အရင်တော့စိတ်မကောင်းပါဘူးပေါ့နော်တစ်ဖက်လူကအဲ့လိုမျိုးလောက်ပါအပိုင်းညာဆိုတော့လေအဲ့တော့အခု reading ခါကျတော့ကိုယ့်ဘာတော့ပဲပိုရှစ်ပါလို့ပဲအဆုံးသတ်ပြစီပေါ့နော်အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့လိုအဆင်မပြေတာရှိပါညာဆိုရင်လည်း sorry ပါ